ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီအားနိုင်ငံတကာလွှတ်တော်ပါလီမန်များအဖွဲ့ IPU ရဲ့ဆွေးနွေးဖက်လွှတ်တော်အဖြစ်အတိအမှတ်ပြုထားမှုကိုကန့်ကွက်သူမရှိဆုံးဖြတ်လိုက်ပြီးဖြစ်ပါတယ်။တူရကီနိုင်ငံအစ္စတန်ဘူလ်မြို့မှာပြုလုပ်နေတဲ့152ကြိမ်မြောက်နိုင်ငံတကာပါလီမန်များ IPU ညီလာခံနဲ့ဆက်စပ်စည်းဝေးတွေကိုဧပြီ15ရက်ကနေ19ရက်ထိ9ရက်တာအောင်မြင်စွာနဲ့ကျင်းပပြီးစီးခဲ့တယ်လို့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကဒီနေ့မှထုတ်ပြန်ပါတယ်။ IPU အမှုဆောင်ကောင်စီအစည်းအဝေးမနက်ပိုင်းမှာကော်မတီအလိုက်အစည်းအဝေးခန်းစာတွေကိုဆုံးဖြတ်အတည်ပြုရမှာပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီအား IPU ရဲ့ဆွေးနွေးဖက်လွှတ်တော်ဖြစ်အတိအမှတ်ပြုထားမှုကိုကန့်ကွက်သူမရှိဆုံးဖြတ်အတည်ပြုခဲ့ပါတယ်။ဒါအပြင်လွှတ်တော်ကိုယ်စားလှယ်တွေရဲ့လူ့အခွင့်အရေးဆိုင်ရာကော်မတီကမ္ဘာတဝန်းလူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်တဲ့အစည်းအဝေးခန်းစာကိုတင်သွင်းအတည်ပြုရမှာအကြမ်းဖက်စစ်ကောင်စီရဲ့မတရားဖမ်းဆီးခံထားရခြင်းချိန်ချောက်မှုအန္တရာယ်ပြုမှုတို့ကိုရင်ဆိုင်နေရတဲ့မြန်မာရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်89ဦးတို့ရဲ့အမှုကိစ္စတွေလည်းပါဝင်ခဲ့ပါတယ်။နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့2026ခုနှစ်ဧပြီလ10ရက်နေ့အထိအတည်ပြုချက်အရဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေနဲ့အရက်သားပြည်သူစုစုပေါင်း9992ဦးကိုအကြမ်းဖက်စစ်အုပ်စုကတပ်ဖြတ်ခဲ့တယ်လို့လည်းထည့်သွင်းဖော်ပြထားပါတယ်။ညီလာခံနောက်ဆုံးရက်နေ့လယ်ပိုင်းမှာမြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ကတီမောလက်စတေနိုင်ငံအီတလီနိုင်ငံနဲ့ထိုင်းနိုင်ငံတို့ရဲ့လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွေနဲ့တိကျစီတွေ့ဆုံပြီးမြန်မာအရေးအခြေအနေတွေကိုရှင်းလင်းပြောကြားခဲ့တယ်လို့ပူးပေါင်းဆောင်ရွက်နိုင်တဲ့ကိစ္စရပ်တွေကိုလည်းဆွေးနွေးခဲ့ကြပါတယ်။မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ဖြစ်ဒေါ်စင်မအောင်ရန်ကင်းမဲဆန္ဒနဲ့ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမျိုးသားညီညွတ်ရေးအစိုးရရဲ့ UK နိုင်ငံဆိုင်ရာကိုယ်စားလှယ်ဒေါက်တာတက်ကိုကိုနဲ့အခြားတဦးတို့ကအကြံပေးတွေဖြစ်နေတက်ရောက်ခဲ့ကြတာပါ153ကြိမ်မြောက်နိုင်ငံတကာပါလီမန်များညီလာခံနဲ့ဆက်ဆက်စည်းဝေးများကို2026ခုနှစ်အောက်တိုဘာလမှာတန်ဇန်နီးယားနိုင်ငံလွှတ်တော်ကအင်ရှင်အဖြစ်လက်ခံကျင်းပသွားမှာဖြစ်တယ်လို့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီကသတင်းထုတ်ပြန်ထားပါတယ်နောက်ထပ်သတင်းတွေကိုဆက်လက်တင်ပြပေးသွားပါမယ်ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ